နော်ဒီမော်တာတွေအကြောင်းပေါ့နော်မော်တာဆိုတော့ကျွန်တော်အရင်ဒီမော်တာတွေမတိုင်ခင်ပေါ့လေနော်ဘယ်လိုပြောတော့လဲဆိုရင်ဒီမော်တာကွိုင်လန်းကြောင်းပေါ့နော်အဲ့တော့ဒါမော်တာသင်ခန်းစာကိုအခြေတွေးရှာကြည့်တဲ့လူတွေကတော့မှတ်မိလိမ့်မယ်နော်အဲ့တော့မော်တာချိတ်ဆက်နီလမ်းကြောင်းတွေကျွန်တော်အများကြီးပြောသွားတယ်အဲ့ထက်မှချိတ်ဆက်နီတစ်ခုကဘယ်လိုလဲဆိုရင်ဒီဖိုးပိုးမှာပေါ့နော်ဖိုးပိုးမှာအတွင်းစားရဲ့အပြင်စားရဲ့အတွင်းစားရဲ့အပြင်စားရဲ့အတွင်းစားရဲ့အပြင်စားရဲ့အဲ့ဒါတစ်ခုကလည်းအတွင်းစားရဲ့အပြင်စားရဲ့ပေါ့နော်အဲ DC မှာဆိုရင်ချိတ်ဆက်တဲ့နီးယာကြတော့သူကကျွန်တော်တို့ဒီမှာဒီကောင်ကိုမီးဝင်မဲ့လမ်းကြောင်း AC မီးဝင်မဲ့လမ်းကြောင်းအတွင်းစားတစ်ခုကိုယူလိုက်ပြီဆိုရင်နောက်တစ်ခုကအပြင်ဆက်တာရှိရဲ့အပြင်အတွင်းရှိတယ်မျက်နှာချင်းဆိုင်ရှိတယ်ဒါကျွန်တော်ချိတ်ဆက်နီးအမျိုးမျိုးရှင်းပြပြီးတော့ပြီဒီတစ်ခုကကြတော့သူကအဲ့ချိတ်ဆက်နီးတစ်ခုကဘာလဲဆိုရင်ကျွန်တော်ရှင်းတော့ချိတ်ဆက်နီးတစ်ခုကဒီကအပြင်နဲ့ဒီကအတွင်းနဲ့နိုင်လက်တံပြောင်းပြန်မဟုတ်ဘူးနော်နိုင်လက်တံအတိုင်းပဲပတ်တာဒီကအပြင်နဲ့ဒီကအတွင်းနဲ့ကိုချိတ်ဆက်တယ်ဒီကအတွင်းနဲ့ဒီကအတွင်းနဲ့ကိုချိတ်ဆက်တယ်ဒီကအပြင်နဲ့ပေါ့နော်ဒီကအပြင်နဲ့ဒီကအတွင်းနဲ့ကိုချိတ်ဆက်တယ်အဲဒါတစ်ခုအဲဒါမျိုးရှင်းတော့တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဖူးပိုးမှာအတွင်းစားရှိမယ်အပြင်စားရှိမယ်အတွင်းစားရှိမယ်အပြင်စားရှိမယ်ပေါ့နော်ဒါအတွင်းစားဒါအပြင်စားဒါအတွင်းစားဒါအပြင်စားအဲ့ဒီမှာနောက်ဒီချိတ်ဆက်နေရကျွန်တော်ဒီမှာအတွင်းစားကို AC မျိုးဝင်တစ်ခုယူလိုက်ပြီးဆိုရင်ဒီကအပြင်နဲ့ဒီကအတွင်းနဲ့ကိုချိတ်ဆက်မယ်ပြီးရင်ဒီကအပြင်နဲ့ဒီကအတွင်းနဲ့ကိုချိတ်ဆက်မယ်เนาะပြီးရင်နောက်တစ်ခုကဒီကအပြင်နဲ့ဒီကအတွင်းနဲ့ဆက်ပြောရရင်သူကအတွင်းအပြင်ချိတ်ဆက်တယ်ပြောရရင်တော့အစနဲ့အဆုံးကိုချိတ်ဆက်တာပေါ့เนาะအစင်လိုက်ပဲเนาะမျက်နှာချင်းဆိုင်မယူဘူးအဲ့ဒီမှာနောက်ဆုံးကြံတဲ့ဒီနှစ်ခုကိုပေါ့နော်ဒီနှစ်ခုကိုမှဒါ AC မျိုးဝင်တဲ့လမ်းကြောင်းကိုလာတော့ရဆိုပေမဲ့သူကဒီကောင်လေးမှာကြတော့နော်ဒီ coin ထဲမှာပဲသူကပေါင်းသွားတာ coin ထဲမှာပဲ CDD ကနေပဲခဲဆော်လိုက်တယ်ခဲဆော်ပြီးတော့မှဒီ starting coin ကိုပြန်ပတ်သွားတယ်ပေါ့နော် starting coin ကိုပြန်ပတ်သွားတယ်starting coin နောက်ဆုံးတစားထွက်လာတယ်ပေါ့နော်နောက်ဆုံးတစားထွက်လာတဲ့စီမှာ capacitor ဘူးနဲ့လာထားတယ် capacitor ဘူးခံလိုက်တယ်ပေါ့နော်ဒါမျိုး running capacitor ခံလိုက်တယ်ဒါမျိုးဒီကနေ AC မျိုးဝင်တဲ့နှစ်ဆလာထားတယ်ဒီဘောတရားပဲအဲ့တော့ဒီမှာကြတော့ဒီရပတ်တဲ့နေရာကြတော့เนาะဒါကတော့ running coin ပတ်ထားတဲ့ဥစ္စာကြားထဲမှာဘယ်နှခုကြော်ထားလဲဆိုရင်နှစ်ခုပဲကြော်ထားတယ်เนาะနှစ်ခုကြော်ပြီးတော့ပတ်ထားတဲ့နှစ်ထုပ်အဲ့တော့ဒါတစ်ထုပ်ဒီเนาะတပိုးစီပေါ့နောက်တစ်ခု starting coin ပြန်ပတ်ပြီးဆိုရင်လည်းဒီမှာအလဲမှာလေเนาะဒီနှစ်ခုကိုကြော်တယ်ပတ်တယ်ပေါ့လေနှစ်ထုပ်ဒီတဘောတရားပဲဘာမှမထူးဒီကောင်ကကျတော့ဒါလည်းမော်တာပဲเนาะဒါ alternator မဟုတ်ဘူးเนาะ alternator နဲ့တူနေမှာကြောက်ဘူးเนาะ alternator မဟုတ်ပါဘူးဒီကောင်ကမော်တာပါเนาะ alternator ကဒီထက်မှာ free coin ပါပါတယ်เนาะ free coin ပါတယ်ဒါကမော်တာပါเนาะ